အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီလာပြောဖို့ပေါ့နော်စီစဉ်ပေးတဲ့ဖိတ်ကြားပေးတဲ့ဆရာကြီးဦးမြင့်ဟန်နဲ့တကွာ TCC ဖွဲ့ဝင်တွေစပွန်ဆာလုပ်ပေးတဲ့ Reserve Farmer ပုဂ္ဂိုလ်တွေနဲ့လောက်တဲ့ audience တွေအားလုံးဒီထဲမှာကျွန်တော်ရဲ့မိတ်ဆွေပေါင်းအသင်းညီကိုမောင်မတွေနော်ဆရာကြီးတွေဆရာမကြီးတွေအများကြီးကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ပြောတဲ့ topic ကတော့ elderly and kidney ဆိုတော့သဘာဝလည်းကြပါတယ်ဘာလို့ကျွန်တော်ကိုယ်တိုင်ကလည်း elderly ဖြစ်နေပြီပေါ့နော်အဲ့တော့65နဲ့ပဲဖြတ်80ပဲဖြတ်အဲ့ထဲမှာတော့ဝင်းနေပြီဆိုတော့နာအဲ့တော့တို့ဒီ introduction မှာတော့ပေါ့လေ elderly ကိုဘယ်လိုဘောင်ခတ်မလဲတချို့ကလည်း65နဲ့အထက်ပေါ့နော်တချို့လည်းကျွန်တော်ခုနဆရာကြီးပြောသွားလို့90နဲ့ဖြတ်ကြတယ်ပေါ့နော်ဆိုတော့sorry current life expectancy ကတော့ဒီ high income countries တွေမှာတော့အသက်80ကျော်တွေအထိရှိနေဂျပန်တော့ဘာလို့ဆိုလို့ရှိရင် elderly population ကတအားများနေတော့ကြောင့်တို့မှပြဿနာတွေတောင်တော်တော်တက်လာတယ်ပေါ့နော်ဒါမှမဟုတ်တို့က expect လုပ်တာ2040လောက်ဆိုရင်တော့ကမ္ဘာလုံးမှာ more than 1 billion လောက် elderly population ရှိမယ်လို့ယူဆရတယ်ပေါ့နော်ကျွန်တော်တို့ European Renal Association ရဲ့ registry မှာဆိုရင်လေဒါလွန်ခဲ့တဲ့10နှစ်လောက်ကပေါ့နော်အဲ့ဒီမှာတော့မှတို့ရဲ့ total kidney transplant တွေရဲ့ 40% လောက်က above 65မှာတွေ့ရတယ်ဒါနောက်ထပ်အခုနေဆိုရင်တော့ 50% လောက်လို့တို့မှန်းနေပေါ့နော် USRDS ဆို United States Renal Data System ဆိုတာ US ကနေလုပ်တဲ့ data ရလဲတို့ရဲ့ 1 million population မှာ elderly တွေကတော်တော်ကိုများတယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ aging ဆိုတာတကယ်တမ်းပြောတော့လေ physiological process ပေါ့နော် characterized by progressive functional decline ပေါ့အဓိက functional decline ကပို့ပြီးတော့သိတာလားဒါ aging လို့ပြောလာတယ်ပေါ့နော်နောက်တစ်ခုကတော့ senescence ပေါ့နော် senescence ဆိုတာတော့ဘာလဲဆိုတော့သူကဒီ growth နဲ့ division ကို normally ရှိနေတဲ့ဟာ physiological process ပေါ့နော်ဒါ rest ဖြစ်သွားပြီးတော့အဲ့ဒီ rest က irreversible ဖြစ်သွားရင်ဒါ senescence လို့ခေါ်တယ်အဲ့တော့သူကတော့ age ဖြစ်တဲ့ cells တွေမှာဖြစ်တယ်လို့ damage ဖြစ်တဲ့ cells တွေမှာလည်း senescence ရတယ်အဲ့တော့ age မဖြစ်သေးဘဲနဲ့လည်း damage ဖြစ်တာတွေများရင်လည်း senescence ကတော့ရတယ်ပေါ့နော်အဲ့တော့ဒီ aging နဲ့ CKD က bidirectionally directed ပေါ့အပြန်လှန်ပဲအဲ့တော့ prevalence of CKD ကအသက်ကြီးလာရင်လည်းပိုပြီးဖြစ်လာတယ်လို့ CKD ဖြစ်တဲ့လူတွေကလည်း biological aging ပိုပြီးတော့ဖြစ်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ susceptibility အနေနဲ့လည်းအသက်ကြီးတဲ့ kidney တွေက various hits ပေါ့ hits ဆိုတာကျွန်တော်တို့ကဘောမှာ infection တွေရတယ် volume depletion တွေရတယ် blood pressure fluctuation တွေသက်ကြီးလာတော့ပိုခြင်းနာခြင်းပေါ့နော်အဲ့တော့နာတဲ့အတွက်ကြောင့်မလို့ pain killer တွေတောက်တယ်ဒါတွေအားလုံးကလည်းသွားပြီးတော့မှသက်ကြီးတဲ့လူရဲ့ kidney ပေါ်မှာသွားပြီးအကျိုးတက်ရောက်တာဖြစ်လာတယ်နော်အဲ့တော့ကျွန်တော်တို့က hallmarks of aging ပေါ့ဒါတွေကတော့နည်းနည်းတော့ရှုပ်ပါတယ်ဆိုတော့အကြမ်းမြင်ပြောရင်တော့ genomic instability ရလာတယ်ပေါ့နော်အဲ့တော့ telomere တွေပြောင်းတယ်ဒီမှာဟလာ proteolysis တွေနော် nutrient sensor တို့ mitochondria တို့ cellular senescence stem cell exhaustion ပေါ့ဒါတွေအကုန်လုံးကထိခိုက်လာတဲ့ခါမှာaging မှာတွေ့လာတယ်ပေါ့နော်အဲ့တော့တစ်ဖက်ကကျွန်တော်တို့ကခဏပြောတဲ့ CKD ပေါ့ chronic kidney disease ပေါ့အဲ့တော့ chronic kidney disease ကတော့ကျွန်တော်တို့ကသူ့ရဲ့ definition အရဆိုလို့ရှိရင်တော့ functional or structural abnormality 3လနဲ့အထက်ပေါ့နော် any abnormality ရှိရင်ဒါကျွန်တော်တို့ကပြောလို့ရတယ်အဲ့တော့အဲ့ဒီမှာ kidney damage မှာသူက2မျိုးရှိတယ်ပေါ့တစ်ခုကတော့ kidney damage with or without decreased GFR GFR ကကြကျင်လဲကြမယ်ကြဖြစ်မှလည်းကြမယ်သို့တော့သူက kidney damage ခုရှိနေတယ်အဲ့ဒါကဘာလို့လဲဆိုရင် pathologic abnormality ဆိုတော့အမှသူက tumor လေးအလုံးလေးရှိနေတယ်သူက urine မှာပဲ hematuria ရှိတယ် proteinuria ရှိတယ် cyst လေးတွေ့တယ် imaging မှာနော်စသဖြင့်အဲ့ဒီ abnormality ဟာ3လနဲ့အထက်မှာရှိနေတယ်ဆိုရင် you can define it as CKD ပေါ့ at the same time ပေါ့လေနောက်တစ်ခုကတော့ကျွန်တော် GFR နဲ့စကားပြောတာပေါ့ GFR က less than 60ဆိုလို့ရှိရင်လေ with or without ခုန damage ပေါ့ဒီနှစ်ခုပေါ့အခုလုံးရှိကျင်လည်းရှိမယ်ပေါ့ most likely ကတော့နှစ်ခုလုံးရှိတာတော့များပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြဿနာပါလဲဆိုတော့အခုက lab တွေက GFR တွေကိုလည်းcreatinine ဖောက်လိုက်ရင်သူက GFR ပါလုတ်ပြီးတယ်တော်တော်များများ lab တွေအဲ့ခါကျတော့လူနာတွေကကျွန်တော်စီပြေးလာဟာဆရာကြီးလုတ်ပါကျွန်တော်ကြောက်ကတော့ပျက်စီးပါပြီဘဝတော့ပြတ်ပါပြီပေါ့နော်အဲ့တော့သူတို့ကကြည့်လိုက်တဲ့ခါကျတော့လေအဲ့မှာဟိုပါပေါ့ GFR ကျနေပြီဆိုရင်တော့ CKD ထဲမှာဘောင်ဝင်သွားတာပေါ့နော်ဆိုတော့ဒီမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်ကstaging 1 to 5ပေါ့ပြောမယ်ဆိုရင်တော့ stage 1ကတော့ more or less retrospective diagnosis ပါကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော်တော်များများ stage 1နဲ့မှာဝင်နိုင်တယ်သူတို့ခုနပြောတဲ့ formula နဲ့တွက်လိုက်တဲ့အခါမှာ
ခင်ဗျာ90တရားမအောက်မှာရှိနေမယ်ဆိုတော့ဘာမှပူကြမလို့60အောက်မရောက်ဖြစ်ဘာမှမပူအောင်တော်တော်များများကတော့ပေါ့နော်အဲ့တော့ even stage 2ပေါ့အဲ့တော့ 3A လောက်ထိက usually asymptomatic ပါဒီ patient 3B လောက်ရောက်မှ patient က symptomatic ဖြစ်လာတယ်ဆိုတော့ 3A မှာတခါလေ hypertension လေးရှိနိုင်တယ် protein urea လေးရှိတယ်ဒီမှာလေးရှိရင်ရှိမယ်ဘာညာပေါ့ဗျာเนาะအဲ့တော့ तू ကသူ့ရဲ့ GFR နဲ့ကြည့်ပြီးတော့မှကျွန်တော်တို့ကဒါတွေကိုပြောတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ slide မှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကတကယ်လို့ဒီဟာကြီးကတော်တော်လေး common ဖြစ်တယ်ပေါ့ CK 1 in 10လောက်ရှိတယ်ဘယ်လိုလူမျိုးမှာပို prevalent ဖြစ်လဲ racial minority ဆိုတော့သူတို့စမှာတော့ black ပေါ့နော်ကျန်တာတွေက diabetes ရှိတယ် hypertension ရှိတယ်မိန်းမတွေပိုဖြစ်တယ်ခုန elderly တွေမှာပိုဖြစ်တယ်ပေါ့နော်အဲ့တော့ death rate အနေနဲ့လည်းကြည့်လိုက်လို့ရှိရင်သူက1990နဲ့2000နဲ့25နဲ့29လောက်အတွင်းမှာ 40% လောက်တက်လာတယ်အဲ့တော့ဒီဇယားအရကြည့်လို့ရှိရင်2024မှာလောက်ထားတဲ့ data တခုကတော့ number 7မှာရှိတယ်အဲ့တော့တို့က2040လောက်ဆိုရင်တော့ကျွန်တော်တို့က 5th လောက်ကို ranking က cost of death မှာဖြစ်လာတွေ့ရတယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ဒါလေးကတော့မနေ့တနေ့ကမှကျွန်တော် journal တွေကနေရတာပေါ့နော် recent ဒီ 78 World Health Assembly ဒါ May 2025ဆိုလွန်ခဲ့တဲ့2လလောက်ကမှ2လ3လလောက်ကမှလုပ်တဲ့ WHO ကလုပ်တဲ့ assembly မှာ WHO ကနေပြီးတော့မှ CKD ကို it is recognized as one of the major non-communicable disease NCD ပေါ့နော်အနေနဲ့တော့သတ်မှတ်လိုက်တယ် kidney health အနေနဲ့မှာဆိုဒါလေးတော်တော်လေးကိုစကားပြောလာတာပေါ့ဒါလည်းသူ့ရဲ့ implication ဆရာတော့အများကြီးပဲပေါ့ကျွန်တော်တို့မှန်တာပြောရင်တော့ budget ပေါ့ budget မှာ CKD ကို NCD အနေနဲ့သတ်မှတ်မယ်ဆိုလို့ရှိရင်တို့ကပို့ပြီးတော့ဒါကိုအလေးထားမယ်ပို့လဲအသုံးချမယ်ဆိုတော့ဒီဖြစ်လာပေါ့နော် sorry အဲ့တော့ CKD ရဲ့ symptoms တွေကတော်တော်များများဒီမှာကြည့်လိုက်လို့ရှိရင်သူ့ရဲ့ prevalence နဲ့ severity ပေါ့နော် 70% လောက်ကနေစပြီးတော့ 40% လောက်ထိဟာတော်တော်များများ elderly တွေမှာတွေ့ရတဲ့ဟာတွေပါပဲ fatigue ရှိမယ် poor mobility joint pain drowsiness pain poor sleep sexual itching နော် heartburn muscle cramp အကုန်လုံးဟာဒါတွေကတော်တော်လေး common ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ goal တွေရောပါလဲအဲ့တော့ CKD stage 1 2ကတော့ဘာမှတိတ်လောက်ချာမလို့ခုနပြောလို့ pressure လေးတက်ရင်ဒါလေးကလည်း mild to moderate observation လောက်နဲ့ပဲ control လေးလုပ်တယ်3နဲ့4လောက်ရောက်လာပြီဆိုလို့ရှိရင်တော့သူ့ရဲ့ objective ကကျွန်တော်တို့က CKD progression ကို slow down လုပ်ဖို့ဆိုတော့ objective ဖြစ်လာဒါပေမဲ့ even 4လောက်ရောက်လာပြီဆိုရင် slow down လုပ်ဖို့နည်းနည်းခက်လာပြီအဲ့ဒီမှာတော့ကျွန်တော်ရဲ့ objective ကပြောင်းသွားတော့ quality of life ကို improve ဖြစ်မယ် mortality ကိုတန်းနိုင်လောက်ရော့အောင်လို့လုပ်ဖို့ကြိုးစားတယ်ပေါ့နော်ကောင်းပြီအဲ့တော့ကျွန်တော်တို့ SCM ဆိုတာခုနောက်ပိုင်းခေတ်စားလာတယ်ပေါ့ share decision making ပေါ့နော်သူရောကိုရောအားလုံးပူးပေါင်းပါဝင်ရမယ်ပေါ့ပူးပေါင်းပါဝင်ရမယ်ဆိုတဲ့အခါမှာကျွန်တော်တို့က this is multidisciplinary ပေါ့ဆရာကြီးလည်းခုနပြောသွားတယ်ပေါ့ဒီ share decision ကိုဘယ်သူတွေကလုပ်မှာလဲဒီ rhetoric ကလူတွေကခုန decision making ability assessment CG တွေနဲ့ပေါ့အကုန်လုံးသူတို့ assessment လုပ်မယ် nephrology discipline ကတော့သူတို့ကဒီ end stage renal disease ရဲ့ management ကိုသူတို့ကတွန်းကျင်တယ်ဒါပေမဲ့သူတို့ကအဲ့ဒီပုံမှာ feasible ဖြစ်လားမဖြစ်လားဒီတစ်ဖက်ကတော့ဒါ patient ပေါ့ patient အနေနဲ့ကတော့သူ့မှာကျွန်တော်တို့ကဘာလို့စဉ်းစားလဲဆိုတော့ priority တွေရှိမယ်သူရဲ့ preference expression priority ဆိုတာလူနာခင်ဗျားသွားလုပ်ပေးပေမဲ့သူ့အတွက်ဒါအရေးကြီးတယ်လို့ထင်ကြမှထင်ပါနော်ကျွန်တော်တို့ MC2 မှာနေတဲ့လူတော့ဆရာကြီးမောင်စိန်နဲ့ကြုံမလားမသိပါနော်ဆရာကြီးမောင်စိန်ခဏခဏပြောတော့ဟဲ့မင်းအလုံးကြီးတွေ့လို့သွားခွဲလို့မင်းကိုကျေးဇူးတင်မယ်လို့မင်းသွားမထင်နဲ့ဟလာမကျင်နိုင်မင်းဖနောင်းနဲ့တော့ပေါက်သွားအောင်မယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ priority ကဘာလဲအဲ့ဒါကိုလည်းကျွန်တော်တို့ကအလေးထားရတယ်ခက်သူ့ရဲ့ preference priority တွေမဟုတ်သေးသူကဒီဟာကိုဘယ်လိုဟာမျိုးသူကဖြစ်ချင်တာလဲဘယ်ဟာကိုသူဦးစားပေးချင်လဲဒါလည်းကျွန်တော်တို့ကအမြဲတမ်းထည့်စဉ်းစားရတယ်ပေါ့နော်အဲ့တော့ဒါသူ့ရဲ့ life project ဖြစ်တာပေါ့တစ်ဖက်ကတော့ကျွန်တော်တို့ကဒီ relative ဒါကတော့သူက dotted line နဲ့ပြတာသူကတော့ဟိုပေါ့ပါတော့ပါတယ်ဟိုသုံးကတော့အခရာပေါ့နော်ဒါပေမဲ့သူကလည်း additional information ပေါ့ဥပမာ cognition တို့ခုန functional ability assessment တွေလုပ်မယ်ဆိုရင် patient ကိုမမေးနိုင်ရင်သူ့ရဲ့အဓိကဆုံး caregiver တို့ family တို့ခုနပြောတဲ့နော် relative တို့ဒါတွေကိုပဲကျွန်တော်တို့ကမေးရ assess လုပ်ရတာပေါ့နော်အဲသူတို့ကတော့ social support အနေနဲ့လားအဲ့တော့ကျွန်တော်တို့က share decision လုပ်ပြီးမှ care plan ကိုသွားမှာလေ care plan သွားမှသူ့ရဲ့ management ကိုကျွန်တော်တို့ကလုပ်လို့ရမှာပေါ့နော်အဲ့တော့ဒီအဲ့လို decision making လုပ်တဲ့ခါမှာလေ challenges တွေအများကြီးရှိတယ်ပေါ့နော်ဒါ kidney health guarantee မှာတွေ့ရတာလေးဖြစ်တယ် older person တွေမှာကျွန်တော်တို့ဗာတွေ
challenges တွေရှိလာ decision making လုပ်ဖို့အတွက်ကိုဒီ patient ရဲ့ cognition ကမကောင်းဘူး frailty နဲ့ functional status မကောင်းဘူးသူ့ရဲ့ family ရဲ့ views တွေ wishes တွေဒါတွေကလည်း obligations တွေလာတယ် cultural beliefs တွေနော် impact of comorbidities ဒါတွေဟာကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ် share decision making ဘိုင်းမှာပါလာတယ်ပေါ့နော်ဒါတွေကိုလစ်လို့ရှုလို့မရဘူးဒါတွေကိုပယ်ပြစ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်က share decision making ဆိုတာဟာ in clinical practice မှာ still အခုတည်းထိပေါ့ even နောက်နိုင်ငံတွေမှာတော့မှroutine သိမဖြစ်သေးဘူး further implementation ကိုပို့ပြီးတော့လုပ်ဖို့လိုတယ်လို့ဆိုလာတယ်ပေါ့နော်အဲ့တော့အဲ့လို engage လုပ်ဖို့ဆိုလို့ရှိရင် healthcare professionals တွေရတယ် they need to become a skill companion ဆိုတာ patient ကိုကုပေးလို့ patient တွေအများကျွမ်းကျင်တဲ့အဖော်ဝန်တယောက်ဖြစ်ဖို့လိုတယ်လို့ဆိုတယ်အဲ့သူပြောတာကိုနားထောင်ရမယ်သူပြောတာလေးထားပေးရမယ်ပြီးရင်သူနဲ့ခုနပြောတဲ့အတူတူဆုံးဖြတ်ကြမယ်ပေါ့နော်ဆိုတော့ဒါကဘာလဲဆိုတော့ what truly matters to the patient as a person ပေါ့လူတယောက်အနေနဲ့ပေါ့ဟာလားကျွန်တော်ငယ်ငယ်တော့ဟို join ကားကမှပြောတယ်ပေါ့လူသားအလုံးကိုလေးစားပါတယ်ဆိုတော့အဲ့ဒီ phrase လေးကြားဘူးလားတော့မသိဘူးနော်ကျွန်တော်တို့ကလည်းအဲ့လိုပဲလူသားအလုံးလေးစားဖို့လိုတယ်သူတို့ဟာ patient တယောက်အနေနဲ့ဟာဒါကြီးကတော့ diabetes ကြီးဒီ patient ကြီးကတော့ top permanently စသဖြင့်ပေါ့အဲ့လိုမဟုတ်ဘူး this person as a whole ဆိုတာကိုကျွန်တော်တို့ကလေးထားဖို့အရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကလည်းအရေးကြီးတာဒီ share decision ကလည်း ethical imperative in clinical ဒါဖြစ်မနေကိုတကယ်လိုအပ်တဲ့ဟာပေါ့ဘာလို့ဆိုတော့ကျွန်တော် biomedical ethics မှာရှိတဲ့ principle ၄ခုထဲမှာတကယ် three core principle ၃ခုဖြစ်တဲ့ autonomy ဟာလား beneficent non maleficent ပေါ့ patient ကိုသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိရမယ်အဲ့ဒါသူ့အတွက်အကျိုးရှိရမယ်သူ့အတွက်လည်း harm ဖြစ်ရဘူးဆိုတော့ biomedical ethics တွေကလည်း share decision making မှာအကျုံးဝင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ frailty တွေပေါ့ဒါဆိုတော့ဆရာကြီးဦးသွန်းတော်ပြောသွားတဲ့ CFS နဲ့တော်တော်များများလုပ်တယ် FP နဲ့ frailty ဟိုပေါ့ phenotype ပေါ့နော် frailty scale ပေါ့နော်အဲ့တော့အဲ့ဒီမှာဒါကဘာလဲဆိုတော့ကျွန်တော်တို့က dialysis population တွေကိုကမ္ဘာမှာရှိတဲ့ဟိုဟာတွေကို2024မှာသူတို့အဲ့ဒီမှာ assess လုပ်ထားတဲ့အခါမှာအနောက်နိုင်ငံပေါ့ western countries တွေမှာတွေ့ရတာ Canada တို့ US တို့မှာသူ့ရဲ့ dialysis population 60 to 80% လောက်က frail ဖြစ်တာကိုတွေ့ရတယ်သူတို့လည်းပို့ဆိုတာ India ပဲ 80% လောက်ရှိတယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်တို့က Europe ကအလယ်လောက်မှာရှိတယ်40 to 60% လောက်မှာရှိတယ် New Zealand Australia လည်းအလယ်လောက်မှာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ Asian တွေပေါ့ Japan တို့ Korea တို့ Taiwan တို့မှာ20 to 40% လောက်ပဲရှိတယ် maybe ကျွန်တော်တို့ရဲ့ cultural belief တို့ကြောင့်လား patient တွေအဖိုးကြီးတွေအသက်ကြီးတဲ့လူတွေကတော်တော်များများအိမ်မှာအတူတူက family နဲ့နေကြသေးတယ်ပေါ့ကျွန်တော်တို့အများစု Asian population whereas ဟိုမှာတော့ခင်ဗျားတည်းအတိုင်းပဲသားတွေသမီးတွေအရွယ်ရောက်ရင်ထွက်သွားကြတော့ခင်ဗျားအဖိုးကြီးဖွားကြီးပဲကြံခဲ့တယ်ပေါ့နော်အရင်တစ်ခါလေးအဖိုးကြီးတယောက်ပဲကြံခဲ့တယ်တုံနဲ့ဈေးလေးကိုတုံးလေးနဲ့လာပြီးတော့ဟလာဝယ်ကြရတယ်ဆိုရဲဘဝမျိုးပေါ့နော်ဒါကြောင့်ပဲလားတော့မပြောတတ်ဘူးပေါ့နော် frail ကတော့သူတို့စီမှာသူတို့ရဲ့ population မှာပို့ပြီးတော့တွေ့ရတယ်ဆိုတာကိုပြောရပေါ့နော်အဲ့တော့ဒါတွေကတော့ကျွန်တော်ခဏဆရာလေးပြောသွားတော့ကျွန်တော်တို့တတ်မပြောတော့ပါဘူးတခုပဲပေါ့နော်ဒီမှာသူတို့ကကျွန်တော်ရဲ့ clinic တွေမှာတော့ 4F ဆိုတာသူကအလွယ်တကူပေါ့လေဒါလေးကတော့ခဏ detail assessment တွေကတော့ pediatric specialist တွေလောက်တာပေါ့နော် frail fall ဆိုတာ mobility နဲ့ဆိုင်တယ် function and forgetfulness ဆိုတာ cognitive impairment ကိုဆိုလိုတာပေါ့နော်အဲ့ 4F နဲ့အကြမ်းမြင့်ပေါ့ assess လုပ်ရတယ်ဆိုလို့ရှိရင်ကိုသူ့ဟို idea လေးရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ dialysis patient တွေမှာ frailty အတွက် contributors တွေအများကြီးရှိပါသူတို့မှာ depression နဲ့ cognitive impairment ရှိမယ် uremia itself နဲ့ inflammation ကလည်း any chronic inflammation ကဒါတွေကိုပူဆိုးစေတယ် polypharmacy တွေနောက်ပိုင်းမှာကျွန်တော် polypharmacy အကြောင်းလဲပြောပါမယ် anemia ရှိတဲ့ obesity mineral bone disease တွေပေါ့နော်နောက်တစ်ခုကခုနပြောတဲ့ဒီ patient တွေကကြောက်ကြတယ်ပေါ့ကျွန်တော် patient တွေအများစုနေမကောင်းတော့ကြောက်ကမကောင်းတော့ဆိုတာနေကြောက်ပြီးတော့အဲ့ဒီထဲမှာမှဟို social ဟိုဟာသွားပုတ်လိုက်တဲ့ခါကျပိုဆိုးတယ်ပေါ့ဟာဟိုဟာမတည့်ဘူးဒီဟာမတည့်ဘူးဆိုဘာမှစားစရာမရှိဘူးသူမှရေလေးနဲ့ရေတိတ်ညံ့မတော့အောင်ဆိုပိုဆိုးသေးတယ်ပေါ့အရေလည်းမတော့အဖတ်လည်းမစားရဟိုဟာလည်းမစားရဆိုရင်နောက်ဆုံးတော့ဒါနဲ့လုံးမပါပြီးတော့ kidney နဲ့မသိဘဲနဲ့ malnutrition နဲ့တည်သွားတဲ့ patient တွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ patient တွေကို malnutrition protein energy wasting sarcopenia ပေါ့ dialysis itself ကလည်းသူက contribute လုပ်တဲ့ factors တွေရှိတယ်ပေါ့နော်အမှ dialysis လုပ်တဲ့အတွက်ကြောင့် nutrient တွေby loss ဖြစ်သွားတယ် PT မှာရော HD မှာရောသူနဲ့ PT ကပို့ပြီးတော့သိတာတယ်ပေါ့နော်နောက်တစ်ခါ intradialytic hypotension တွေရတယ် endotoxemia တွေရတယ် endotoxemia ကတော့ခုခေတ်မှာ HD ကတော့တိတ်မဖြစ်တော့ပါဘူးဆိုကျွန်တော် endotoxin ဟိုဟာတွေတုံးတဲ့အခါမှာဒါကို prevent လုပ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့
AG ဆိုတာ advanced glycemic end product စီပို့ပြီးတော့ accumulate ဖြစ်တယ်လို့ဆိုတယ်ပေါ့နော် Okay နောက်တစ်ခုကတော့ cognitive impairment ပေါ့အဲ cognitive difficulty စီကလည်း clinical practice မှာကျွန်တော်ရှိတယ်အဲ့တော့ cognitive difficulty တွေဖြစ်ဖို့အတွက် risk factor တွေကဘာရှိလဲ aging disease treatment factors တွေနောက် inactivity ပေါ့ဒါတွေက exacerbate လုပ်ပေးတယ်အဲ့ဒီ risk factor တွေကြောင့်မလို့ cognitive difficulty တွေဖြစ်တယ်လို့သူကနေပြ attitude တွေပေါ်မှာလည်းပြောင်းလဲတွေဖြစ်တယ် patient ကဒါကို accept လုပ်လား accept မလုပ်တဲ့လူတွေလည်းရှိတယ်သူကကြောက်ကပျက်စီးပါဆိုတော့လက်သိမခံနိုင်ဘူးအမှန်တရားကိုသူကဟိုတိတ်ပြီးဘာမှမတွေ့ဘူးပေါ့ဗျာနော်အဲ့ဒီခါကျတော့သူက denial ဆိုတာရှိလာတယ်သူ့ရဲ့ priority ထဲမှာဆိုတော့ပြောဦးစားပေးအဆင့်ထဲမှာမပါဘူးဖြစ်လာတယ်ဒါတွေက attitude တွေပေါ့အဲ့ဒီ attitude တွေရောခဏပြောတဲ့ cognitive difficulty အဆင့်ကြောင့်မလို့ daily task မှာမရဘူး treatment တွေမှာလည်း cognitive impairment ကြောင့်ပြဿနာတွေတက်လာတယ် progressive decline ရတယ်ဒါတွေအားလုံးကသူ့ရဲ့ impact ကဘာတွေဖြစ်လာတယ်ခဏပြောတဲ့ independent dependency ရလာတယ်ပေါ့နော် psychological consequence ဖြစ်လာမယ် caregiver တွေမှာ burden ဖြစ်တာတယ် health security risk တွေဒါတွေအကုန်လုံးက clinical decision making မှာဟောလာတယ်ပေါ့ဒါတွေကိုလုပ်ဖို့အတွက် consumer strategy တွေကျွန်တော်တို့အများကြီးရှိတယ်ပေါ့ဒါတွေတော့အသေးစိတ်ကျွန်တော်မသွားတော့ပါဘူးเนาะ Okay အဲ့တော့ကျွန်တော်တို့က care pathway စီအနေနဲ့မှာဒီ patient တယောက်ကအမှကျွန်တော်တို့က CKD patient တယောက်မှာကျွန်တော်တို့က nephrological follow up မှာ nephrologist ကကြည့်တဲ့အချိန်မှာ cognitive impairment စတွေ့လာပြီဆိုရင်သူဘာလုပ်ရမလဲသူဘက်က cognitive assessment သူကလုပ်ဖို့လိုလာပေါ့သူတယောက်တည်းနဲ့မရရင်စောစောပြောတဲ့ multidisciplinary assessment တွေလာwhereas ခုန geriatrician ပဲဖြစ်ဖြစ် neurologist က patient cognitive impairment ဖြစ်နေတဲ့ patient ကိုဆက်လို့တဲ့အချိန်ကျမှ CKD ကြီးမှန်းသိတယ်ပေါ့မချို့ patient ဒီလိုပဲ neuro ဝကြောက်သွားတယ်ဟလာအစားတောက်ပြက်လို့ GI ဝကြောက်သွားတယ်မောလို့ hematology ဝကြောက်သွားတယ်တကယ်တမ်းပြောလို့ဆို end stage renal disease ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါမျိုးပေါ့အဲ့တော့သူတို့ကကျွန်တော်တို့ကဒါမှတွေ့ရင် cognitive assessment လုပ်တယ်လို့သူတို့က geriatrician တွေ့ရင် kidney function assessment ပြန်လုပ်ရမှာပေါ့ဆိုတော့ဒီမှာ multidisciplinary assessment လုပ်မယ် then functional autonomy activity ဒါတွေကို reversible ဖြစ်လားဆိုတာလုပ်မယ်အဲ့လိုလုပ်ဖို့အတွက်ကို share decision making this is also multidisciplinary discussion ပေါ့အဲ့တော့ကျွန်တော် advanced care planning ခေါ်တာပေါ့ဒီ patient replacement therapy တွေလုပ်မှလားမလုပ်ဘူးလား dialysis လုပ်မလား transplant လုပ်မလား conservative လုပ်မလားသူရဲ့ nutrition တွေ physical activity တွေ drugs တွေပေါ့ and then follow up မှာလည်း co-management အဲ့တော့ objective ကတော့ you try to slow the cognitive function of kidney and as well as the kidney decline ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့က objective ပေါ့အဲ့တော့ cognitive assessment တွေကတော့ဒါတွေအများကြီးပါဒါတွေက sophisticated equipment တွေပေါ့လား PET scan တွေ MRI တွေဒါနေစပြီးတို့ကဒီဟာကို biomarker တွေပေါ့နော် blood နဲ့ urine ထဲမှာရှိတဲ့ CSF ထဲမှာရှိတဲ့ biomarker တွေတိုင်းလို့ရတယ်ဒါကတော့တော်တော်လေးကိုဟို neuro physician ကော neurosurgeon တွေနဲ့တွဲပြီးတော့ပေါ့နော် imaging specialist တွေနဲ့ပါအကူအညီနဲ့လုပ်ရတဲ့ assessment တွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဆေးတွေပေးလာတဲ့ခါမှာ drugs with negative impact on cognitive function especially in the CKD patient ပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က blood brain barrier disruption ကလည်းရသွားနိုင်တယ်တစ်ဖက်ကလည်း kidney function impair ဖြစ်တဲ့အတွက်ကြောင့်တော့ dialysis လုပ်နေတဲ့အတွက်ကြောင့် drugs ရဲ့ pharmacokinetics တွေကလည်းပြောင်းလဲမှုဖြစ်သွားတယ်ပေါ့အဲ့တော့ဟလာ तू က absorption တွေ distribution တွေ excretion တွေဒီဟာတွေအကုန်လုံးမှာ metabolism တွေမှာ pathways တွေမှာပြောင်းလဲမှုတွေဖြစ်သွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ဟလာကျွန်တော်တို့က absorption ရော distribution ရော metabolism excretion အကုန်လုံးမှာသွားပြီးတော့ negative impact အနေနဲ့ဒါတွေကရလာနိုင်တယ်ပေါ့dialysis လုပ်ရင်လည်း dialysis လုပ်လိုက်တဲ့အချိန်မှာဒီချုပ်ဆေးတော်တော်များများက dialysis ထဲမှာသွားပြီးတော့ပါသွားတဲ့အတွက်ကြောင့်မလို့လေ blood level တွေကပြောင်းလဲမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ cognitive function တွေတော့အသေးစိတ်မသွားတော့ဘူးအဲ့တော့ advanced drug reaction တွေက CNS ပေါ်မှာ sedation ရမယ် performance skills တွေကြမယ် cognitive impairment တွေရှိမယ် neuro excitatory effects တွေရမယ် hallucination delirium ပေါ့နော်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့ CKD patients တွေမှာအသုံးများတဲ့ဆေးတွေ opioids တွေ anticholinergics တွေ antidepressants တွေ antibiotics တွေ antiviral နော်နောက်တစ်ခုကကျွန်တော်တို့ကတချို့ patient တွေပေါ့ transplant လုပ်ပါလို့ဆိုရင် immunosuppressive တို့ psychotropics တွေပေါ့ဒါတွေအားလုံးဟာ negative impact အနေနဲ့ကျွန်တော်တို့ကရတာပေါ့နော်အဲ့တော့ clinical management အနေနဲ့ CKD patient တွေ cognitive function ဖြစ်ရင် rehabilitation program တွေရှိမယ် exercise nutritional pharmacological ပေါ့ဒါတွေကကျွန်တော်ရဲ့ objective ကတော့ memory ကောင်းလာမယ် attention ကောင်းလာမယ် executive function တွေကောင်းလာမယ် problem solving skills တွေနည်းနည်းတိုးတက်လာမယ်ပေါ့လေဒါကတော့ကိုယ်မျှော်လင့်တာပေါ့နော်
အဲ့မဲ့လို့ optimal therapeutic management လုပ်တဲ့ခါမှာလဲသူတို့ကကျသွားပြီးရင်နောက်ပြန်ခါတက်လာတာလေးတွေလည်းရှိတယ်ပေါ့ဒီချိန်မှာသူက cardiovascular risk တွေရှိလာတယ်ပေါ့ stroke တွေပါရရတယ်ကျန်တဲ့ဟာတွေပေါ့နော်နောက်ကျွန်တော်တို့ erythropoiesis stimulating agents တွေပေါ့နော်ဒါတွေကနီးမြတ်အတွက်ကောင်းတဲ့ခါမှာ neuroprotective or neurotropic action တွေရှိရလို့ဆိုဒီဆေးတွေကတော့ကျွန်တော်တို့ question mark ပေါ့လေ SGLT2 inhibitor cardio-renal protective function ရှိတယ်လို့ဆိုပေမဲ့ cognitive function itself မှာတော့ဘယ်လောက်အကျိုးသက်ရောက်ဆိုတာဘယ်မှတေချာမပြောနိုင်သေးဘူး still experimental ပဲရှိတယ်ပေါ့အဲ့တော့ဒီ patient တွေနဲ့ဟိုဒီ study တူပေါ့လူပေါင်း CKD patient ပေါ့သူတို့ worldwide ကို9သိန်းလောက်ကိုပြန်ပြီးတော့သူတို့ပြန် assess လုပ်ပဲအဲ့ဒီ patient တွေမှာ CKD အလုံးနဲ့ CKD plus cognitive impairment ရှိတဲ့ patient တွေကို compare လုပ်တဲ့အခါမှာ CKD plus cognitive impairment ရှိရင်သူက cerebrovascular TIA encephalopathy ဒါတွေအကုန်လုံးရနိုင်တဲ့အပြင်သူရဲ့ all cause mortality ပေါ့နော် all cause mortality မှာလည်းကြည့်လိုက်လို့ရှိရင်သူက hazard ratio က 1.63 ဆိုတော့ normal လဲသူကပို့ပြီးတော့ 6% လောက်ပို့ပြီးတော့သူက mortality risk ပိုများတယ်လို့သူတို့တွေ့ရတယ်ပေါ့နော်အဲ့တော့ kidney transplant patient တွေမှာရော cognitive impairment ရှိရင်ဘာပြဿနာရှိနိုင်လဲပေါ့အဲ့တော့ pre-baby transplant ပေါ့ operation ပတ်ဝန်းကျင် peri-operative မှာ surgical procedure itself ကြောင့်လည်းရနိုင်တယ် infection တွေရမယ် so corticosteroid high dose တွေရတယ်နောက် post transplant delirium ဆိုချို့ patient တွေမှာလည်းတခါလေသူကဒီ uremic milieu ထဲမှာသူ့ရဲ့ body ကနေပြီးတော့မှရုတ်တရက်တခါလေအဲ့ဒီဟိုထွက်သွားတဲ့အချိန်မှာ sudden drop of the osmolality changes တွေပေါ့နော်အဲ့ဒီမှာလေ you can get post operative delirium နေနဲ့ရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကတော့ cognitive decline ကိုရစီတယ်ပေါ့တစ်ဖက်ကလည်း post transplant မှာလည်း changes in gut microbiota တွေပြောင်းသွားတယ်နောက် immunosuppressive therapy တွေပေါ့အထူးသဖြင့် calcineurin inhibitor tacrolimus or cyclosporin ကိုရတယ် corticosteroid itself ကြောင့်လည်း psychosis တို့ကျန်တဲ့ဟာတွေရတယ်ပေါ့အဲ့ဒါအားလုံးကလည်း cognitive decline and mood changes တွေရနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ပိုင်းကတော့ polypharmacy ပေါ့အဲ့တော့ polypharmacy အနေနဲ့ကျွန်တော်တို့က polypharmacy ဆိုတာက routine use of 5 or more medications ဆိုရင်ကျွန်တော်က polypharmacy လို့သတ်မှတ်လို့ရတယ် it includes traditional and complementary medicine ပေါ့အဲကျွန်တော် patient တွေအများကြီးဒီတိုင်းပဲပြဿနာပဲမေးလိုက်လို့ရှိရင်ဆရာဘာသာဘာမှသိမှမတော့ပါဘူးဆရာဒါပေမဲ့လို့ तू တောက်နေတဲ့အားစေးရ3မျိုးလောက်ရှိတယ်ဟိုကိုလန်ယူတန်တောက်တယ် omega 3တောက်တယ်ဗါလေ70 plus well-being ဟိုဆေးလူမျိုးတောက်တယ်ပြီးလို့ရှိရင်သွေးစေးရ2မျိုးလောက်တောက်တယ်เนาะဆိုတော့အဲ့ဒါတွေကိုယ်တိုင်က all these ကလည်း polypharmacy ထဲမှာကျွန်တော်တို့ဒုဝင်တာပဲပေါ့เนาะအဲ့တော့ကျွန်တော်တို့ကပြဿနာပါလဲဆိုတော့ CKD patient တွေမှာတဲ့ high pill burden ပေါ့နော်30-80% က average of 8 to 9 pills per day ခဏပြောရင်တော့ဒီနေ့ကိုအလုံး20လောက်တောင်းနေတဲ့ patient တွေလည်းကျွန်တော်တွေ့ဘူးတယ်ပေါ့ patient လည်းသနာဖို့တော့ကောင်းပါဘာလို့ဆိုတော့ तू specialist 3-4ယောက်လောက်သွားပြတယ်ဟိုတယောက်က5မျိုးလောက်ပေးလိုက်တယ်နောက်တယောက်က3မျိုးလောက်ပေးတယ်နောက်တယောက်ကအားလုံးပေါင်းတဲ့အခါ15မျိုးမျိုးအဲ့ထက်မှာ overlap တွေလည်းအများကြီးပဲဒီကြားထဲမှာချို့ဆရာကြီးကpatient complaint လုပ်တယ်တော့ဆေးကိုအစ်စ်ထပ်ပြီးတယ်အဟောင်းကိုဖြတ်ဖို့လည်း तू မစင်စားဘူးအဲ့ခါကျတော့လူနာချောင်းဆွဲဆရာဆို2မျိုးလောက်ပေးလိုက်ခေါင်းကိုက်တဲ့ဆရာနောက်ထပ်2မျိုးလောက်နောက်တော့လူနာပြတ်တော့မဟာရတော့ဘာလို့ထားထားလိုက်လို့ရှိရင် तू ဆေးတွေထပ်ရောက်လာမှဆိုတဲ့အခါမှာပေါ့နော်ဆိုတော့ခုနပြောလို့ specialist 3ယောက်လောက်သွားပြတဲ့ခါကျလဲ तू ကသူ့ရဲ့ရှူတောင်းကနေကြည့်ပြီးသူ့ဆေးတွေပေးပလိုက်တာပေါ့အဲ့ဒီဆေးကဟိုဘက်ကဆေးနဲ့ဟလာကျွန်တော်တို့ pharmacologically ဟလာဟို compatible မဖြစ်တာတွေ almost ဒီတဲ့ပိုကြောက်ဖို့ကောင်းတာက similar side effect ရှိတာတွေပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်အရန်ကြောက်ဖို့ကောင်းတယ်တကယ်တမ်းလည်း patient တွေကပြဿနာတက်ပါတယ်အဲ့တော့လောက recently ဒါ chronic တောင် acute ပဲကျွန်တော်ဆရာကြီးတယောက်နဲ့တွဲကြည့်နေတဲ့ patient ပေါ့နော်သူကတော့ acute ပေါ့ underlying diabetes ရှိတယ် maybe CKD လေးနဲ့ရှိတယ် clinic နဲ့ထိုးသက်သွားတယ်ပေါ့အဲ့ဒါနဲ့ကျွန်တော် dialysis လုပ်လိုက်ရတယ်နောက်ဆုံးတော့လုပ်နေတဲ့ခြားထဲကကျွန်တော် intake output က unit ကလည်းမထွက်သေးဘူးပေါ့အဲ့တော့ dialysis ကိုလည်းကျွန်တော်ခဏခဏသိမလုပ်ချင်တော့သူ့ intake output လေးကျွန်တော်အတင်း push လုပ်တာပေါ့နော် push လုပ်တော့ C ကထွက်လာတယ်ထွက်လာတဲ့ချိန်မှာကျွန်တော်ဝန်တာပေါ့ဟဲ့ C လေးထွက်လာပြီဆိုရင် patient က dialysis တော့ short ရတော့မှာပေါ့ဆိုတော့နောက်တစ်နေ့သွားတဲ့ခါကျတော့ intake က3500လာမသိ output ကတော့1500ဆိုတော့ positive balance patient အဲ့ဒီမှာနည်းမောနေဆရာရဲ့ကျွန်တော်ပုံမောလာဟဲ့ဘယ်လိုဖြစ်လို့ intake 3500ဖြစ်သွားတာလဲဆိုအဲ့ဒါနဲ့ patient ကလည်းပြောတာပေါ့လေဟိုဟာတွေဖြစ်တယ်ဒီဟာတွေဖြစ်တယ်ဆရာရဲ့ကျွန်တော်ဆေးတွေတော့လည်းများရှိလိုက်တော့ဟုတ်တယ်သူပေးထားဆေးကအလုံး20လောက်ရှိတယ်မျိုး20လောက်ရှိတော့ကျွန်တော်ပြောရဲအဲ့ထက်မှာကျွန်တော်ပေးထားတာ3မျိုးပဲရှိတယ်
သုံးမျိုးရမဖြစ်မနေတစ်မျိုးတော့ခြံထားပြီးကျွန်တော်ဖြုတ်လိုက်တယ်ကျန်တာရတော့သူများပေးထားတယ်ဆိုတော့ကျွန်တော်သွားဖြုတ်လို့မဖြစ်ဘူးအဲ့ဆရာကြီးပဲပြောနော်ဆိုတော့နောက်နေ့တော့ဘယ်လိုလုပ်လိုက်တယ်တော့မသိဘူးပေါ့နော်patient က intake က900ဖြစ်သွားပြီးတော့မှ output က2000ဖြစ်သွားတဲ့ခါမှာpatient ဆရာဒီနေ့နေလို့ကောင်းသွားပြီလို့ပြောတယ်အဲ့တော့ဘယ်လိုပဲပြောပါလေအဲ့တော့ဆေးကကျွန်တော်တို့က polypharmacy is a real problem ပေါ့နော်အဲ့တော့ sorry အဲ့မှာကျွန်တော်တို့က communication between providers and medical reconciliation အဲ့တော့အထူးသဖြင့်ကျွန်တော်တို့က patient ကဆေးရုံတက်ရတယ်ဟိုသုံးဝင်အင်းနဲ့ဆေးကန်းနဲ့ပြတယ်ဟလာ transplant လုပ်တယ်လို့တခုခုဒီစကုမကူကာလမှာလေအဲ့တယောက်နဲ့တော့ချိတ်ဆက်မရှိလို့ရှိရင်လေခုနပို့ပြီးတော့ဆိုးတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီ prescription ပေါ့ခုနဆိုတော့ပြောတာပေါ့ဆေးတွေများလာရင်ဒီဆေးဟာသူ့အတွက်ဘယ်လုံးမှအကျိုးမရှိတော့ဘူးဟောသုံးလို့ရှိရင်လေ risk တွေကပိုများလာတယ်ဆိုရင်ဒီဆေးကိုကျွန်တော်ကဖြုတ်ပစ်ဖို့လေဝန်မလေးဖို့ကျွန်တော်တို့ဆရာဝန်တွေမှာလည်းတောင်းရှိဒါကျွန်တော်တို့တောင်းပေါ့ဒါလူနာနဲ့မဆိုင်ဘူးကျွန်တော်တို့ဘက်ကပေးထားပြီးရင်ပေးပြီးရင်ပြီးရောဆိုတာမျိုးမဟုတ်ဘူးကိုတောင်းကတော့ဒီဟာကိုပြန်ပြီးတော့အမြဲတမ်း monitor လုပ်ရမယ် assess လုပ်ဖို့ကအရေးကြီးတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ CKD patient တွေမှာနည်းနည်း issue နောက်ပိုင်းဖြစ်နေတဲ့ RAS blocker SGLT တို့ diuretic ပေါ့ဒါတွေပေါ့အဲ့တော့ RAS blocker တွေသုံးလို့ရှိရင်တော့ကျွန်တော်တို့ဒီအတိုင်းဟလာ hyperkalemia GFR decline အဲ့ဒါကအသက်ကြီးတဲ့လူတွေမှာပို့ပြီးတော့ကြောက်ရတယ်ပေါ့နော်နောက်တစ်ခါဒီ SGLT inhibitors တွေမှာလည်းသူတို့က intravenous fungal infection တို့နောက်ပြီးတော့ urinary tract infections တွေဟာ vulnerable ဖြစ်တဲ့လူတွေ elderly ဖြစ်တဲ့လူတွေမှာပို့ပြီးတော့တွေ့ရတယ်ကျွန်တော်တို့အများအားဖြင့်လူငယ်ပိုင်းလူလတ်ပိုင်းတွေမှာတော့တိတ် common မဖြစ်ပါဘူးเนาะနောက်တစ်ခုကဒီ diabetic ဆိုလဲ volume depletion ပေါ့ hypoglycemia ဒါတွေကိုလည်းကျွန်တော်တို့ကအများအားသတိထားရတယ်ပေါ့နော် okay အဲ့တော့ drug stewardship ပေါ့ဒါကျွန်တော်တို့ပြောနေကြတယ်ပေါ့ခဏပြောတယ် ဆေးတွေ drug stewardship အနေနဲ့တော့ action plan ကျွန်တော်တို့အရေးကြီးတယ် potentially ခဏပြောတယ် inappropriate medications တွေ pill burden တွေရောဘူးဒါတွေကို patient ကို individual tailor ပေါ့တယောက်နဲ့တယောက်သူနဲ့လက်လျောညီတွေဖြစ်မဲ့ဆေးကိုပေးဖို့တော့အရေးကြီးတယ်ပေါ့နော် mechanisms are needed to improve communication among prescribers based on the resources available တကယ်လို့ကျွန်တော်ကဟိုမဖြစ်ဘူးတယောက်နဲ့တယောက်လည်းခဏဆက်ဆက်ပြီးကျွန်တော်ကမနေ့မှ round သားဟိုဆရာကြီးကနောက်နေ့လာ round နေဟိုဆရာကြီးကတော့တယ်လီဖုန်းနဲ့ပဲပြောတယ်ပေါ့နော်အဲ့ခါကျတော့ तू ကပြောနေတော့လည်းဆက်ဆက်မရှိခါကျကျွန်တော်ကတော့ဒီဆေးကကျွန်တော်ရဲ့ point of view က renal toxicity ရနိုင်တယ်ဟိုဆရာကြီးကလည်းပြောမယ်ဒီဆေးကတော့သူ့အတွက်ပိုဆိုးတယ်လို့ထင်တယ်ပေါ့ဆိုရင်အဲ့ဒါကစာရေးချက်ပေါ်မှာရင်းနေလေအလုံးမဖြစ်ဘူးတယောက်နဲ့တယောက်ဖုန်းပြောတာလည်းတစ်ခါလေတော့လုံးဖြစ်ပါတယ်ဒါပေမဲ့ဒါလည်းအမြဲတမ်းမဖြစ်ဘူးနော်ပို့ဆိုတာတစ်ခါလေဆရာကြီးတယောက်နဲ့တယောက်စကားမပြောဘူးဆိုရင်ပို့ဆိုးသေးတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဒီလို electronic health record လို့ဟာမျိုးလေးတွေရှိမယ်ဆိုရင်တော့ကိုကလေးဒီထက်မှကြည့်ဒီထက်မှကိုပြောခြင်းနဲ့မှတ်ချက်လေးတွေနဲ့ပေါ့နော်လုံနိုင်မယ်ဆိုရင် patient အတွက်တော့ပို့ပြီးတော့အကျိုးရှိတာပေါ့နော်အဲ့တော့ patient တွေကိုယ်တိုင်ကလည်းသူတို့ရဲ့ process of medication မှာလည်းသူတို့ကိုယ်တိုင်လည်းပါဝင်ပတ်သက်ဖို့လေစောစောပြောတဲ့ share decision making မှာပဲเนาะအဲ့တော့ in every aspect of management မှာလည်း share decision making ကအရေးကြီးတယ်ဆိုတာလေးကိုပြောချင်တာပေါ့နော်အဲ့တော့ဒါလေးကတော့ nutrition ပေါ့နော် nutrition အနေနဲ့တော့ကျွန်တော်တို့ကစောစောလေးဆရာလေးတချို့ပြောသွားပါအဲ့တော့ European Society of Nutrition နဲ့ European Renal Association ကနေလုပ်တဲ့မှာကျွန်တော်တို့ optimal protein energy intake for elderly with CKD မှာသူတို့ကဘာပြောလဲဆိုတော့ patient elderly patient တိုင်းဟာတဲ့ dietary modification တို့ low protein diet တို့လုပ်ဖို့မလိုအပ်ပါဘူးတဲ့အဲ့တော့စာအုပ်ကြီးတိုင်းပေါ် patient ကိုလာလို့ဒီလိုတော့ protein ရှော့ရမယ်ဘာလို့ရမယ်ညာလို့ရမှာဆောင်းရန်ထဲမှာရှောင်းရန်နေရပဲများတာပေါ့နော်ရှောင်းရန်နေပဲများတဲ့အခါကျအဲ့လိုမဟုတ်ဘူးတချို့ဟာတွေကတော့ဟုတ်တယ်တချို့လူတွေအတွက်ကအများစုကတော့မလိုပါဘူးဆိုတာလေးပေါ့နော်နောက်တစ်ခုက those with stable or slow progression may not derive any benefit from low protein diet ဒီလိုလုပ်လို့လေသူ့အတွက်အကျိုးရှိမှရှိမယ်ဥပမာပြင် patient က slow လည်းဖြစ်တယ် CKD တော့ဖြစ်တယ်နည်းနည်းလောက်ပဲပေါ့ဖြည်းဖြည်းချင်းပဲ decline လုပ်လာဆိုရင်ပြောမယ်ဆိုရင်ပေါ့ဗျာသူကပြောချင်တာဒီ patient ကခြားယောဂနဲ့10နှစ်လောက်သေသွားပြီမဲ့သူ့ရဲ့ kidney disease ကအဲ့10နှစ်တည်းမှာ failure အဆင့်ကိုရောက်ချင်မှရောက်မှာပေါ့နော်အဲ့တော့စောစောကဟလာငကိုတွေက underlying malignancy တို့ comorbidity မှာသေလောက်တဲ့ယောဂရှိတာပဲဖြစ်ဖြစ်သူ့ရဲ့အသက်ကိုယ်တိုင်ကိုကဟလာဂိမ်းပေါ်နာရောက်ခံနေနေပေါ့ဗျာသူတို့ပြောအဲ့လိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒါကိုစဉ်းစားပြီးတော့သူ့လုပ်ပေးသင့်တယ်ပေါ့နော်။ free version တွေကပို့ပြီးတော့ malnutrition တွေပို့ပြီးတော့ဖြစ်ဖို့ chance များတယ်။နောက်တစ်ခါကျွန်တော် video AC မှာဆိုရင်လေကျွန်တော်ကအများအားကျွန်တော်ရဲ့ dietary requirement တွေကိုယ်တိုင်မှာကိုယ်တိုင်က patient က dialysis program နဲ့ဝင်သွားပြီဆိုလို့ရှိရင်တော့ dialysis ကနေပြီးတော့မှ protein loss ကရှိနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူ့ကိုပို့ပြီးတော့ရိုးလူတယောက်ကို0.8 gram per kg per body weight လောက်ပြင်သူတို့1 to 1.2 လောက် gram per kg per body weight လောက်နဲ့ကျွန်တော်တို့က allow လုပ်တယ်ပေါ့နော်ဒါတော့ကျွန်တော်
ပြောလိုက်မယ်ဟုတ်ပြီအဲ့တော့ဒီ elderly တွေ end stage ဖြစ်လာလို့ရှိရင် treatment option တွေဘာတွေစဉ်းစားမလဲသမယိုးကြအတိုင်းမဟုတ်တော့ဘူးပေါ့နော်အဲ့တော့တို့က you have to define in the context of patient preference and the overall survival model ဆိုတော့ပြောလို့ပဲလူနာဘာဖြစ်ချင်လဲဆိုတာလေးစဉ်းစားရမယ်နောက်ကသူ့ရဲ့ overall survival risk probability ကဘယ်လောက်ရှိလဲအဲ့ဒါလေးစဉ်းစားဟာအားသက်တရောနဲ့သူ့တော့ dialysis လုပ်ရမယ် PD လုပ်မယ် transplant လုပ်မယ်လာခဲ့ဆိုတာမျိုးမဟုတ်ဘူးဒီ patient ကလုပ်လို့ရှိရင်တော့ဘယ်လောက်ကြိုးရှိနိုင်မလဲမလုပ်ဘဲနေရင်ရောဟလာသူက quality of life နဲ့ကောင်းကောင်းလေးနဲ့ family နဲ့နေလို့ရမလားဒါတခါလေးလက်ပြဿနာက patient တွေမဟုတ်သူ့ရဲ့ family ကကျွန်တော်တို့လည်းကြုံမှုတယ်လာပြီဆရာကျွန်တော်တို့နောက်ဆုံးအဆင့်ထိကျွန်တော်ဖေမထွက်မချင်းထိကျွန်တော်ကတော့ကုမှာပဲဆိုတော့သူကသူ့ဖေကုနေမို့သူ့ကိုယ်သူကုနေတာလေအမှန်ပြောနေအဲ့တော့ကျွန်တော်ကအဲ့ဒါမျိုးတွေနဲ့ကြာတော့တော်တော်လေးခက်တယ် patient ကို family ကိုလည်းရှင်းပြရတယ်ပေါ့နော်အဲ့တော့ conservative care က maybe more favorable and different modalities အနေနဲ့တော့ကျွန်တော်တို့က individual needs ပေါ်မှာသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုပါတော့ patient တက်ကိုခဏပြော transplant လုပ်မလား yes ဆိုရင် transplant line ကိုသွားတယ်ပေါ့နော်လုပ်ဖို့လည်းသိနေဆိုရင်ပေါ့မလုပ်ဖို့မသိဘူးဆိုရင် dialysis လုပ်မှာလား dialysis လုပ်မယ်ဆိုရင်လည်း home dialysis လား in center dialysis လား PD လုပ်မှာလား HC လုပ်မှာဒါမှမဟုတ် dialysis မလုပ်ချင်သေးဘူးဒါပေမဲ့ तू ကမဝေခွဲရသေးဘူးလုပ်ချင်လဲလုပ်မယ်မလုပ်ချင်လဲမလုပ်ဘူးဆိုရင် we can do incremental dialysis ဆိုတာကျွန်တော်တို့ကနည်းနည်းစီနဲ့ဖြည်းဖြည်းချင်းတိုးသွားတယ်ပေါ့ဥပမာဆိုတော့ပုံမှန် dialysis 4 hour လို့ကျွန်တော်2 hour လောက်လုပ်တယ် flow လေး short ပေးလိုက်တယ်ခဏလေးစောင့်ကြည့်တယ်သူ့ရဲ့ response ဘယ်နဲ့နေလဲ reaction ဘယ်လိုဖြစ်တယ်လဲအဲ့ဒီပုံမှာအဆင်ပြေဖြည်းဖြည်းချင်း gradually တိုးသွားတယ်ပေါ့ဒါကို incremental dialysis ခေါ်တယ်ဒါမှမဟုတ်လို့ရှိရင်တော့ conservative care လုပ်မှလားပေါ့ဒါပေမဲ့အရေးကြီးတာပါလို့ဆိုတော့ဘယ်ဟာပဲလုပ်ကျွန်တော်တို့က we need to reassess in 1 to 3 months ဟလာဘာလို့ဆိုတော့ကျွန်တော်တို့ပြောလို့ပဲလုံးလိုက်တဲ့ဟာက तू ကလုံးချင်တယ်ဆိုလို့ပဲဖြစ်ဖြစ်ကိုကလုံးတဲ့တယ်ဖြစ်လို့ပဲဖြစ်ဖြစ်လုံးလိုက်ပြီမယ်တကယ်ရောသူ့အတွက်ကအကျိုးရှိရလားကောင်းသလား response ကဘယ်နဲ့နေလဲဒါကိုပြန်ပြီးတော့ကျွန်တော်တို့ research လုပ်မယ်လိုအပ်ရင်ကျွန်တော်ပြန်ပြောင်းသင့်ပြောင်းရမှာပေါ့နော်အဲ့တော့ dialysis outcome အနေနဲ့ဆိုလဲ life quality of life မှာ तू ကအသက်တော်ပိုရှိပါရဲ့သက်ရှိကြမ်းမှာဆိုတာမျိုးနဲ့မဟုတ်ဘူးပေါ့လက်တော့ရှိတယ်ဒါပေမဲ့ तू quality of life ကမကောင်းဘူးအဲ့လို့ဆိုရင်သူ့အတွက်အသက်ရှိရတာအဓိပ္ပာယ်ရှိမလားပေါ့နော်ဆိုတော့ဒါလေးတွေကိုကျွန်တော်စဉ်းစားရတယ် depression anxiety ကတော့သူတို့က PD ကသိမတွေ့ဘူးလို့ဆိုတယ်ပေါ့ HD မှာပိုတွေ့တယ်ဒါပေမဲ့ quality of life ကတော့သိမကွာဘူး1 year မှာတော့ PD patient နဲ့ mortality rate ပိုများတယ်လို့ဆိုတယ်ပေါ့ဒါပေမဲ့ခုနောက်ပိုင်းမှာတော့သူတို့ကassisted PD ဆိုတာပေါ်လာတယ်ပေါ့နော် assisted PD ဆိုတာဆက်နဲ့လုပ်တယ်လူကနေလာလုပ်ပေးတယ်အဲ့ဟာကပို့ပြီးတော့ရိုးရိုး PD တဲ့စာရင်ပို့ပြီးတော့သူက elderly patient တွေမှာပိုသိနေတယ်လို့ဆိုတယ်ပေါ့နော် okay transplant အနေနဲ့ဆိုရင် organ transplant ကတော့တက်ကြီးလာတဲ့နေရာတော့နည်းနည်းတော့ပိုဆိုးလာနိုင်တယ် multi morbidity တွေ frailty ရှိရင် transplant အတွက်ကသိအဆင်မပြေတော့အဲ့တော့တချို့ကတော့ကောင်းတဲ့ stable ဖြစ်တယ်ဆိုရင် preemptive or early kidney transplant ဆိုတော့စောစောလုပ်တော့ဘာလို့ဆိုတော့ तू ကပြောမယ်ဆိုအခုပဲအသက်ကတော်တော်ကြီးနေပြီအဲ့သူ့ကိုစောင်းရင်းနဲ့အသက်ကပိုကြီးသွားတယ်ဆိုတော့ပြောတဲ့နေထားကိုရောက်မသွားဘူးလုံးမယ်လို့လည်းဆုံးဖြတ်တယ်လုံးတဲ့နေထားမှလည်းရှိတယ်လုံးဖို့လည်းကောင်းတယ်ဆိုရင်လုံးရှာရှိစောလောက်တာကတော့ပိုကြီးရှိ the only thing က preemptive or early ဆိုတာကတော့ तू က living donor ရှိမှပဲအဆင်ပြေနိုင်ဘာလို့ဆိုတော့ကျွန်တော်တို့ကdeceased donor ဆိုတာတော့သိပြီးရမှကျွန်တော်ကလုပ်လို့ရတာဟုတ်သူတို့ချိန်တော့ပြောတော့ပေါ့တရုတ်ပြည်မှာတော့ execute လုပ်ပြီးတော့ patient တွေဘယ်နေ့လုပ်မလဲလို့ပြောလိုက်ချိန်မှာအဲ့ဒီနေ့မှာ तू ကယူတတ်လိုက်တယ်လို့ဆိုတာပဲဒါကတော့ကောလာဟာလာဟုတ်လားမဟုတ်လားတော့မသိဘူးနောက်ပိုင်းတော့ဒါတွေကမရှိတော့ပါဘူးเนาะဆိုတော့ကျွန်တော်တို့က living donor မှာပဲဒါတွေကတော့ဖြစ်နိုင်တယ်ပေါ့เนาะနောက်တစ်ခုက acceptance or rejection of kidney ကလည်း cultural belief တွေရှိတယ် religious တွေရှိတယ်ချို့ကသူများပစ္စည်းကိုခန္ဓာကိုယ်တွေကိုလက်မခံဘူးလို့ဒါမျိုးတွေရှိတယ်ပေါ့เนาะဆိုတော့ဒါတွေကိုလည်းကျွန်တော်တို့ကအလေးထားတဲ့ပိုင်းတွေရှိလာတယ်เนาะအဲ့တော့ဒါကတော့တို့ study လေးတစ်ခုမှာတော့ recipient မဟုတ် donor မှာအသက်80နဲ့အထက်ပေါ့ကျွန်တော်ပုံမှန်ဆိုကျွန်တော် donor တွေ60လောက်ထိပဲလက်ခံတယ်ခုနောက်ပိုင်းမှာ elderly donor တွေကိုလည်း marginal donor ခေါ်တာပေါ့လေဘာလို့ဆို patient တွေက kidney ကရှားလာတဲ့ခါကျတော့ elderly kidney donor တွေပြင်အဲ့တော့တို့ကအဲ့မှာ study တစ်ခုလုပ်တယ်ပေါ့နော်ဒါဂျပန်မှာလုပ်တယ်အဲ့ဒီ donor တွေထဲမှာအသက်30 to 50 to 70 နဲ့ 70 to ဘာပေါ့နော်အဲ့ဒါတွေကိုလိုက်တဲ့ခါမှာ surgical outcome တွေကတော့ဘာမှမကွာဘူးတဲ့ end-stage renal disease ဖြစ်တဲ့ဟာလေ donor ပြောနေတာတော့ recipient ဘာမှမကွာဘူးဒါပေမဲ့ EGFR decline or EGFR improvement ပေါ့အဲ့ဒါကတော့အသက်ကြီးလေပို့ပြီးတော့နှေးတယ်ပေါ့ဒါကတော့ naturally သူ့မှာငွေရဲ့ reserve nephron နေတဲ့အတွက်ကြောင့်ဖြစ်မယ်နောက်တစ်ခုက mortality အနေနဲ့လည်း70 to 89 patient တွေ mortality များတယ်ဒါလည်း accepted mortality ပါပဲသူအသက်ဒီလောက်ရှိလာပြီဆိုရင်သူက
တက်50လူနဲ့ရှင်လိုက်မယ်ဆိုရင်တော့သူ့ရဲ့ mortality rate က even normal population မှာသူကပိုများမှာပဲနော် okay ဒါလေးကတော့ခုနကနဲ့မဆိုင်ပါဘူးဒါကျွန်တော်တို့ကအစ်စ်လေးထည့်ပေးလိုက်တော့ပေါ့ဗျာကျွန်တော်ဗမာလူမျိုးတွေအစ်စ်ကြိုက်ကြတယ်ပေါ့နော်အဲ့တော့အစ်စ်လေးထည့်ပေးလိုက်တော့ elderly လည်းဖြစ်တယ်ကျွန်တော်တို့လည်းခဏခဏမေးခံရသော question တွေထဲမှာပါတယ်ပေါ့နော်ဆိုတော့PPH အနေနဲ့ကျွန်တော်တို့အသက်ကြီးလာရင်တွေ့တယ် prevalence ကအသက်ကြီးတာနဲ့မျှပိုများလာတယ်ဒီမှာတွေ့တဲ့အတိုင်းပဲ85 or above ဆိုရင် 90% လောက်က PPH ဖြစ်တယ်ပေါ့နော်အဲ့တော့ risk factor တွေကတော့ aging ရှိမယ် family history လည်းရှိတယ်လို့ဆိုတယ် diabetes heart disease နဲ့ obesity ပေါ့နောက်ပိုင်း obesity ကလည်းတော်တော်လေးစကားပြောလာတယ်ပေါ့နော်အဲ့တော့ symptom တွေကတော့သိပြီးသားပါ nocturnal frequency urgency difficulty starting on maintaining stream စတဲ့အချိန်မှာအခက်တယ်စပြီးသွားရင်တော့တိတ်မဆိုးဘူးတချို့ကြတော့လည်းစပြီးသွားပြီမဲ့လေအဲ့ဒီ stream ကို maintain လုပ်ဖို့ကိုယ်တိုင်ကလည်းခက်တယ်နော်နောက်တစ်ခါ weak or interrupted stream သွားတယ်စီးရပြတ်တောင်းဖြစ်တယ်နော်နောက် incomplete စီးမကုန်တယ်လို့ဖြစ်တယ် straining စီးသွားဖို့တက်ကညှင့်နေရတယ် on leaking or dribbling ပေါ့လေနော်ဒါစီးရတစ်ဆက်ကြတယ်ဒါတွေအားလုံးကတော့ one or more ရှိမှာပေါ့နော်ဆိုတော့ medical management ပေါ့နော်ကျွန်တော်တို့ physician ဖြစ်တဲ့ပြ medical management ကိုပြောတာပေါ့အဲ medical management အနေနဲ့တော့ကျွန်တော်တို့က lifestyle changes တွေရှိတယ်ဆိုတော့ပြောလို့အဓိကတော့ညဘက် nocturnal frequency ကတော့ most common symptom ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကသူတို့မှားတယ်မအိတ်ခင်မှာညနေပိုင်းနည်းနည်းရောက်လာပြီဆိုရင်ရေကို short တောက်ပေါ့နော်နောက်တစ်ခုကဟာလာ caffeine တို့ alcohol တို့ limit လုပ်မယ် healthy weight ပေါ့ obesity အတွက် alpha blocker တွေနဲ့အသုံးများဆုံးဆေးတွေပေါ့ဗျာနော် doxycycline, tamsulosin, eftpyroxine, silodosin ဒါရဲ့နောက်ပိုင်းဟာတွေပေါ့သူတို့ကတော့ through muscle of bladder neck နဲ့ prostate ကို relax လုပ်ပေးတယ်သူရဲ့ side effect ကတော့ blood pressure ကျတယ်သူကိုယ်တိုင်လည်း dizziness ကျတယ် and retrograde ejaculation ဆိုတော့ခါလေးဒီ semen ကပြင်မထွက်ဘဲနဲ့ bladder တွေကိုပြန်ဝင်သွားတယ်ပေါ့နော်အဲ့ဒါကောင်းမတော့တိတ်မဖြစ်ပါဘူးသူကအဲ့တော့ 5 alpha reduction inhibitor ဒါရဲ့ fineness တို့ပါတော့ပေါ့နော်ဒါတွေကတော့ prostate tissue ကိုသူက evolution ကိုနည်းနည်းကျုပ်သွားစေတယ် inhibiting ဒီ testosterone နဲ့ dihydrotestosterone conversion ကိုဒီကောင်ကသူ inhibit လုပ်တာပေါ့နော်ဆိုတော့ active component ပေါ့အဲ့တော့ finasteride dutasteride ပေါ့ reduce libido ရတယ် erectile dysfunction ရတယ်သူရဲ့ main issue က slow onset of action ဒါမှမဟုတ်ကျွန်တော်က fineness လို့ဆင်းမျိုးပေးရင်2ပတ်လောက်ကြာတယ်သူရဲ့ action စလာပေါ့တကယ်တမ်းက patient ကို symptomatic နည်းများသက်သာစေခြင်းတော့ alpha blocker အရင်ပေးကျွန်တော်တို့ကတခါလေ alpha blocker အရင်ပေးလိုက်တယ်အဲ့ဒါနဲ့မှမရဘူးဆိုရင်5 alpha ပေးလိုက်တယ်ဟိုဘက်က alpha blocker သူ control လောက်လုပ်ထားပြီးတဲ့အချိန်မှာသူဘက်က action ကပြန်လာပေါ့ဒါနဲ့စရင်တော့ကျန်တပတ်နဲ့ဆရာရဘာမှမထူးဘူးဆိုပြီးတော့သူနာ complain လုပ်တတ်တယ်ပေါ့နော်ဒါတော့ phosphodiesterase 5 inhibitor ကျွန်တော်ကဒီ ED အတွက်သုံးတဲ့ဆေးပေါ့ erectile dysfunction အတွက်သုံးတဲ့ဆေးတွေ sildenafil ကသူကပို့ပြီးတချို့ case မှာလည်းသုံးဝင်တယ်အထူးသဖြင့် tadalafil က US FDA မှာ tadalafil ကိုသူက BPH အတွက်သုံးဖို့ခွင့်ပြုတယ် sildenafil ကိုသုံးခွင့်မပေးဘူးเนาะအဲသူရဲ့ main issue ကတော့ intraocular pressure နဲ့ cardiovascular problem ပေါ့အဲ့တော့ nitrate တောင်းနေရတဲ့ဒီရှိတဲ့ patient တွေမှာကြောက်ဖို့ကောင်းတယ်ပေါ့နော် I think ကျွန်တော်ရဲ့ presentation ကဒါလောက်ပါပဲ thank you ပါ